အားလုံးပဲမင်္ဂလာပါရှေးဥစွာဖျက်ခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ဝိညာဉ်ခွန်အားယူဖို့အတွက်ပြန်လဲပြီးတော့မှခရစ်စမတ်နဲ့ဆိုင်တဲ့ website အကြောင်းအရာလေးတွေကိုပြန်လဲပြီးတော့မှခွန်အားအနေငယ်ပေးခြင်းပါတယ်ဒီကျွန်တော်နှုတ်ကပတ်တော်ဝင်၅ချက်တွေကကျွန်တော်တို့အများကြီးကြားပြီးဖြစ်တယ်ဆိုတော့ခါမှာဒီနေ့မှာလဲနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့အရာလေးတွေကိုပြန်လဲပြီးခွန်အားပေးခြင်းနဲ့ဆိုတော့ဒီမောသေဩရာစာပထမဆုံးအခန်းကြီး1အငယ်15မှာပါတဲ့အကြောင်းအရာလေးနဲ့ခွန်အားပေးခြင်းနဲ့ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်သစ္စာစကားဖြစ်၏အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏တော့ဒီမှာကယေရှုခရစ်လို့ပြောတဲ့အခါမှာယေရှုတသက်တယောက်ခရစ်တော်တသက်တယောက်မပြောထားဘူးရှင်ဘောလိကြီးကတော့ဘာလဲဆိုတော့တွဲပြီးပြောထားပြီးတယ်ရှုပ်ကုန်ပါဆိုလို့ဒီမှာပြန်လည်ပြီးတော့မှရှင်ဘောလူရဲ့ရှင်းပြထားတဲ့သူ့ရဲ့ခံယူချက်နဲ့သူအသက်ရှင်တဲ့ပုံစံနဲ့သူခရစ်တော်ကိုရရှိသွားတဲ့အခါမှာဘယ်လိုမျိုးရှင်တွဲပြီးနားလည်တယ်ဆိုတဲ့အရာကိုဖော်ပြထားတာဖြစ်တယ်ဆိုတော့ခရစ်တော်ကတော့နာမည်မဟုတ်ပါဘူးဆိုတော့ခေါင်းစဉ်တစ်ခုဖြစ်တယ်အတိတ်ဘယ်ကတော့မေရှိယနာမည်မဟုတ်ဘူးဘွဲတစ်ခုပဲဖြစ်တယ်ငါတို့နဲ့အတူရှိတော်ဖရာဆိုတဲ့အရာဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ကဖြစ်နေယေရှုလူစားတိခံယူတဲ့အခါမှာယေရှုဆိုတဲ့နာမည်သုံးတယ်ယေရှုဆိုတဲ့နာမည်ကတော့ဘာဖြစ်လဲအပြစ်မှကယ်ချွတ်မိသူနှစ်ခုပေါင်းလိုက်တဲ့အခါမှာငါတို့နဲ့အတူရှိသောဖခင်သည်အပြစ်မှကယ်ချွတ်မိသူဆိုတဲ့တကဘာစာဒီကယ်တင်ခြင်းစီမံကိန်းကြီးကိုဘုရားသခင်ကအကောင့်ထဲပေါ်ပြီးတော့မှယေရှုခရစ်အဖင်ပြည့်စုံစေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာမှာနှုတ်ကပတ်တော်အဖင်အသက်ရှင်ဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်တွေခံယူတိဆောက်တိုင်းနှုတ်ကပတ်တော်ပါအကြောင်းအရာအချက်လက်တွေကိုကျွန်တော်တို့ကတည်ချာလေးကိုပြန်လည်ပြီးတော့မှတ်သားနိုင်ယူဖို့လိုပါတယ်။မဿဲခန်းကြီး1ငယ်21မှာယေရှုကအပြစ်မှကယ်ချွတ်မိသူဆိုတဲ့အရာကိုဖော်ပြထားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ရှမောလူကတော့မွေးနေ့လို့မသုံးပါဘူး။ခရစ်စမတ်ဆိုတာယေရှုလောကကိုဆင်းကြွလာခြင်းဆိုတဲ့အရာဖြစ်တယ်။လူစားတိကိုခံယူခြင်းအဖြစ်အပျက်ကိုခရစ်စမတ်လို့ခေါ်တာဖြစ်တယ်။ဆိုတော့ဒီနေ့မွေးနေ့တော်ဆိုတာကတော့အရန်ဖုံးလွှမ်းသွားတယ်ဒီနေ့လူတွေသုံးနေကြမွေးနေ့အကျိုးပွဲမွေးနေ့အကျိုးစေးရောင်းပွဲတို့မွေးနေ့အစီအစဉ်တို့မွေးနေ့ဖျော်ဖြေပွဲတို့စသည်အဖြစ်ပေါ့လေခရိယန်တွေကအဲ့လိုမျိုးပွဲတွေလုပ်တဲ့အခါမှာဆိုတော့ဖခင်ကအဲ့ဒီအချိန်ကြမှာဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးပုံစံကိုပြန်ပြီးတော့မှပုံဖော်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာကျွန်တော်တို့ဒီပွဲကိုလုပ်နေတာနဲ့တပြိုင်နက်ကျွန်တော်တို့ပွဲလေးတစ်ခုကိုလုပ်နေတာမဟုတ်ဘဲနဲ့လူတိုင်းအတွက်ခရစ်တော်ကြွလာတယ်ဆိုတဲ့အရာလေးကိုပြန်လည်ပြီးသိစေချင်တာဖြစ်တယ်။ဒါကြောင့်မလို့ခရစ်တော်ကကျွန်တော်တို့ရဲ့အသက်တာမှာလောကထဲကဖြစ်လာတာမဟုတ်ဘူး။ယောဟန်1:1မှာခရစ်တော်ကရှိပြီးသားဖြစ်တယ်။ယောဟန်အခန်းကြီး1ငယ်14မှာလည်းနှုတ်ကပတ်တော်သည်လူစားတိကိုခံယူပြီးအသွေးအသားနဲ့ဘာဖြစ်လဲလောကကိုကြွလာတယ်။ဆိုတော့ဒါကလူဒူကြီးကိုပြန်လည်ပြီးတော့မှဖခင်နဲ့မိတ်ဆက်ပေးမယ်ခရစ်တော်ဒါကြောင့်ခရစ်တော်နဲ့လူတို့နဲ့ပေါင်းဖက်ခြင်းကိုခရစ်စမတ်လို့ကျွန်တော်တို့ပြန်လည်ပြီးခေါ်တာဖြစ်တယ်။ဒီနေ့ခရစ်ယာန်နေမသေးခွဲဘူးဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းသိနားလည်ဖို့အတွက်ပြန်လည်ပြီးတော့မှဖော်ပြဖို့လိုပါတယ်။ဆိုတော့ဒီယေရှုကမိမဘွိုက်ထဲကနေပြီးတော့မှဖွာလာမယ်ဆိုတဲ့အရာကိုလည်းတမန်ကျမ်းစာမှာတွေ့ရတယ်။ဆိုတော့ခရစ်တော်ကငကိုကလေးကရှိပြီးသားဖြစ်တယ်။ခရစ်တော်ရဲ့ original ကအသွေးအသားမှမရှိတာဆိုတော့လူတွေနဲ့ထိတွေ့ဖို့အတွက်အသွေးအသားလိုတဲ့အတွက်ကျွန်တော်တို့အပြစ်ဒဏ်ကိုစီရင်ဖို့အတွက်အသွေးအသားခံယူဖို့လိုတယ်အသွေးသွင်းခြင်းမရှိရင်အပြစ်လွတ်ခြင်းမရှိဘူးလို့ပြောတဲ့အတွက်တရိษံရဲ့အသွေးနဲ့ဓမ္မဟောင်းခေတ်ကာလမှာအပြစ်လွတ်ရတယ်လို့ပဲဒါပေမဲ့လည်းတစ်နှစ်စာပဲရတယ်ဒါပေမဲ့လည်းခရစ်တော်ကဘာဖြစ်လဲတကဘာစာအသေးခံပေးသွားတယ်လူရဲ့အသွေးသားကိုယူပြီးတော့မှအပြစ်ရဲ့အဖိုးအခါကိုအပြတ်ရှင်းဖို့အတွက်ဒါကြောင့်မလို့အသွေးသားကိုခံယူတည်ဆောက်တာဖြစ်တယ်ဒါကြောင့်မလို့ပူဇော်တဲ့အခါမှာအသွေးအသားလိုပါတယ်ဒါကြောင့်မလို့ခရစ်တော်ကကျွန်တော်တို့ဓမ္မတာအတိုင်းလာတာဖြစ်တယ်တခုတော့ကွာတယ်အဖေမပါဘူးခရစ်တော်ကအဖေမပေါ်တာတော့မဟုတ်ဘူးနော်ဒါကြောင့်မလို့မပေါ်တာနဲ့မပါတာနဲ့မတူဘူးအဖေမပါတာဖြစ်တယ်အဲ့တော့လူယောက်ျားတုပ်ပိုးနဲ့ဖြစ်လာတာမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်တို့ကသိရတယ်တချို့ကပြောတယ်ခရစ်ယာန်တွေရဲ့ဖခင်ကအယံဘောအနာတယ်အဖေမပေါ်ပဲမွေးတယ်အမျိုးမျိုးပြောကြတယ်ဒါကတော့မဟုတ်ပါဘူးကျွန်တော်တို့တမန်ကျမ်းစာအပြင်ပြန်လည်ပြီးတော့မှဆင်ခြင်မှုပဲဖြစ်ပါတယ်ဆိုတော့ကပ္ပဦးကျမ်းခန်းကြီး3ငယ်15နဲ့16မှာ
မိမအမျိုးနွယ်နဲ့ငွေမျိုးနွယ်ကိုရန်ညှိုးဖွဲ့စီမယ်လို့ဖော်ပြထားတဲ့ကျမ်းပိုက်ရှိပါတယ်ဆိုတော့မိမအမျိုးနွယ်ကလာတယ်ဆိုတော့ယောက်ျားမပါဘူးမိထုံတန်ဝါတာအပြင်ဟုတ်တာဖြစ်တာမဟုတ်ပဲနဲ့အာရန်ရဲ့ဗီဇလုံးဝမပါပဲနဲ့တရှင်သောဝိညာဉ်တော်အပြင်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်သဘောပေါက်ဖို့လိုပါတယ်တချို့ကလည်းဒီအရာကိုမယုံကြည်ကြဘူးတရှင်သောဝိညာဉ်တော်အပြင်ဆိုလို့ရှိရင်မာရိနဲ့တရှင်သောဝိညာဉ်တော်နဲ့ဖြစ်တာလားဒီလိုမျိုးတရှင်သောဝိညာဉ်တော်ဆိုတာသုံးပါးစုဖျားဖြစ်တယ်လေအဲ့လိုမျိုးကျွန်တော်တို့ပေါက်ပေါက်ရှာရှာမဟုတ်မဟုတ်တဲ့မိခွန်းတွေကိုမေးတတ်တယ်ဒါကတော့ကျွန်တော်တို့ကဒီအရာမှာကတော့နားမလဲတဲ့လူကိုကျွန်တော်ဆုတောင်းပေးဖို့ပဲလိုတယ်သွားပြီးတော့မှလက်ပေးပြီးရှင်းပြတော့မရှင်းပြနဲ့ဓာတ်ခုတ်ရလက်ရှုလို့ဖြစ်သွားမှာဖြစ်တယ်ဒါကြောင့်မလို့သူကပညာအောက်ကိုဝင်ရတယ်ဆိုတော့ပညာအောက်ဝင်နဲ့နောက်ဆက်တွဲကဘာလဲဆိုတော့ပညာရဲ့နောက်ဆက်တွဲကဘာလဲဆိုတော့တည်ခြင်းကြင်ခြင်းအလုံးအောက်ကနေပြီးတော့ကဲ့ဖို့အတွက်ပညာတရားအောက်ကိုဝင်ရတာဖြစ်တယ်ပညာတရားအပေါ်ကလာလို့မရဘူးလူစားတီလုံးလုံးခံမှရမယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလည်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့သူကဘာဖြစ်လဲလူဒုတိယအာဒံလို့ကျမ်းစာကသုံးတယ်သူကလူကမွေးလာတာဟုတ်တယ်ဒါပေမဲ့သူ့မှာဘာဖြစ်လဲအပြစ်မရှိဘူးလူတွေကြတော့မွေးတဲ့ကအပြစ်ရှိတယ်ဆိုတဲ့အရာဆာလ55အရာသိရတယ်ဒါကြောင့်မလို့မြေကြီးကဖြစ်လာတဲ့အာဒံမဟုတ်ဘဲနဲ့ကောင်းကင်လာတဲ့အာဒံဖြစ်တယ်ကျမ်းစာထဲမှာအာဒံ2ယောက်ရှိပါတယ်ဆိုတော့ပထမအာဒံရဲ့ကြာရှုံးခြင်းကိုဒုတိယအာဒံတယောက်အနေနဲ့ပြန်ဆယ်ဖို့လာတာဖြစ်ပါတယ်ဖခင်သခင်ကဆုံးရှုံးသွားတဲ့အရာကိုပြန်လည်ပြီးတော့မှရွေးနှုတ်ဆဲယူတယ်သူ့ရဲ့အကြံစီတော်အပြင်ဒါကြောင့်မလို့ကျွန်တော်အသက်တာထဲမှာဒီအာဒံ2ယောက်ထဲမှာဘယ်တစ်ယောက်ထဲမှာကျွန်တော်တို့ရှိနေတယ်ပထမအာဒံထဲမှာရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တင်ငရဲသွားမယ်ဆိုတဲ့အရာကိုသိရတယ်ဒုတိယအာဒံမှာရှိတယ်ဆိုလို့ရှိရင်ကယ်တင်ခြင်းရမယ်ဒါကြောင့်နှစ်ကောအခန်းကြီး59ကဘယ်မျိုးဆက်ထဲမှာရှိနေလဲဆိုတော့အသက်တော်မျိုးဆက်ဆိုတဲ့ဒီ new generation ဆိုတဲ့လူမျိုးတွေကခရစ်တော်၌တည်လင်အသက်ပြည့်ပြင်သောတတ္တဝါဖြစ်၏ဒါကြောင့်မလို့လောကသားတွေအားလုံးကိုအသက်ပြည့်ပြင်ဖို့အတွက်လောကဝမ်းမြောက်ဖျားကြွလာတာဖြစ်ပါတယ်ဒါကြောင့်မလို့လောကရဲ့အပြင်ဘက်ကလာတာဖြစ်တယ်အတွင်းထဲကလာတာမဟုတ်အပြင်ဘက်ကလာတယ်ဆိုမွေးနေ့လို့သုံးလို့ရပါတယ်ဒါပေမဲ့လည်းအခုကလောကကိုကြွလာခြင်းဖြစ်ပျက်ကိုပြောတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာဒီမွေးနေ့လို့ပြောတဲ့အခါမှာကျွန်တော်တို့မွေးနေ့လုပ်ပြီးတော့မွေးနေ့ရှင်မရှိဘူးဘယ်လိုလုပ်မလဲမွေးနေ့လုပ်ပြီးတော့မွေးနေ့ရှင်ပြလေဆိုဘယ်လိုလုပ်မလဲဒါကြောင့်မလို့ကျွန်တော်တို့ခရစ်တော်ကလောကအပြင်ကကြွလာတာတဘာဝလုံးဖျားဖြစ်ပါတယ်ဒါကြောင့်ဒီရောက်သိဖို့အတွက်လိုအပ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာမှာအင်မတန်မှအရေးကြီးတဲ့အရာလေးတွေကတော့ကျွန်တော်တို့ကဒီနှုတ်ကပတ်တော်တွေကိုဆက်ဖို့လိုတယ်ဆိုတဲ့အရာလေးကိုသိရတယ်ဆိုတော့ကျွန်တော်တို့ဒီအချက်လေး၃ချက်နဲ့ပြန်ဝင်ငှခြင်းနဲ့ဒီပထမအချက်ကတော့ကျွန်တော်တို့အပြစ်နဲ့ပတ်သက်ပြီးတော့အပြစ်လုပ်ရင်ဘာနဲ့အများဆုံးလုပ်လဲဆိုတော့ကျွန်တော်တို့စကားနဲ့အများဆုံးလုပ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီစကားနဲ့ကဘာဖြစ်လဲဆိုတော့စကားနဲ့ပဲလူကိုတတ်လို့ရတယ်စကားနဲ့ပဲလူကိုဝမ်းမြောက်အောင်လုပ်လို့ရတယ်စကားနဲ့ပဲလူကိုသိချစ်အောင်ပြောလို့ရတယ်လူကိုမတက်အောင်လုပ်လို့ရတယ်အမျိုးမျိုးလုပ်လို့ရတယ်ဒါကြောင့်မလို့စကားကသိကြောက်ဖို့ကောင်းပါတယ်ဒါကြောင့်များနားထောင်ပြီးနည်းနည်းပဲပြောဆိုတာကကျွန်တော်အဓိပ္ပာယ်ရှိတယ်အမှားဖြစ်သွားမှာဆိုလို့ဖြစ်တယ်ဒါကြောင့်မလို့အခုကျွန်တော်တို့အများကြီးပြောတယ်ကျွန်တော်တို့အမှုတော်ဆောင်နေဟို line ပေါ်မှာအများကြီးပြောတယ်ဒါပေမဲ့လည်းအများကြီးပြောတာတော့မှပဲကျွန်တော်တို့တချို့ကနားမထောင်ချင်ဘူးဒါပေမဲ့အများကြီးပြောတယ်ဆိုတာကလည်းကျွန်တော်တို့ကဒီလိုမျိုးဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့အရာကိုပဲများပြောမှာဖြစ်တယ်လောကအရာကတော့ကျွန်တော်တို့အတင်းလောက်ပဲပြောရမယ်ဆိုတဲ့အရာပေါ့နော်ပြောသင့်တော့ပြောမပြောသင့်တော့မပြောဘူးဖခင်ကောင်းမြတ်ချောင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်ပြောမှာဖြစ်တယ်ဆိုတော့ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့အပြစ်လုပ်တဲ့ခါမှာစိတ်နဲ့အပြစ်လုပ်တာဖြစ်တယ်စိတ်နဲ့အပြစ်လုပ်တာကိုသာကျွန်တော်တို့ပုံဖော်ပြီးပိတ်ကားပေါ်မှာတင်ပြလို့ရမယ်ဆိုလို့ရှိရင်တော့အကုန်လုံးပေါ်ကုန်မှာအကုန်လုံးရှက်ကွဲကုန်မှာဖြစ်တယ်ဒါကြောင့်ဒီຢာလေးကိုကျွန်တော်သိထားဖို့လိုတယ်နောက်တစ်ခုတတိယတစ်ချက်နေကြတော့အပြစ်ကပြက်ကွက်တာဖြစ်တယ်ကောင်းတာကိုသိလျက်နဲ့မလုပ်တာဖြစ်တယ်ဒါကြောင့်မလို့လွန်ကျူးမှချိုးဖောက်မှအပြစ်လိုလူကထင်တယ်မားတယ်ပြက်ကွက်တယ်ဆိုတာလူတိုင်းမှာရှိပါတယ်အပြစ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကာယဝစီမနောတစ်ခုမဟုတ်တစ်ခုနဲ့တော့မလွတ်ပါဘူးပြက်ကွက်မှုနဲ့သာပေါင်းထည့်လိုက်လို့ရှိရင်အကုန်လုံးကတော့ကုန်ပြီဒါကြောင့်မို့ကျွန်တော်တို့အင်မတန်မှအရေးကြီးတဲ့အရာလေးတွေကိုကျွန်တော်တို့သိထားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့အသက်တာတွေမှာအပြစ်လို့တယ်ဆိုတာကသင်တန်းနေပါတယ်ပေးစရာမလိုပါဘူး
နော်ခိုးတဲ့တင်နန်းတို့ကွန်ဆာတဲ့တင်နန်းတို့စရိတ်တောက်တဲ့တင်နန်းတို့ကျွန်တော်တို့ဒီသူတို့ဘာကိုအတင်းဖြင့်ပြောတဲ့တင်နန်းဆိုတော့မရှိပါဘူးဒါပေမဲ့လည်းမတက်ဘူးလားဆိုတော့တက်တယ်ဒါကြောင့်ဒီຢာလေးတွေကိုကျွန်တော်တို့ကသိရှိနားလည်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အခြေခံဘယ်ကလာတာလဲဆိုတာကကျွန်တော်သိရမှာဖြစ်တယ်ဒါကြောင့်မလို့လူကတော့နေတယ်ပညာကတော့မနေဘူးဆိုတာကကျွန်တော်တို့အထက်ထဲမှာစာလံ50တက်9ရတော့ကျွန်တော်တို့အထက်ထဲကဗီဇကပလာပြီးသားဖြစ်တယ်ဒါကြောင့်အပြည့်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဝန်ခံရမှာဖြစ်တယ်လူတိုင်းအတွက်ခရစ်တော်ကြွလာတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်ပွဲလေးကိုလှုပ်တယ်ဆိုတဲ့ပုံစံလေးပဲဖြစ်သွားဖို့မဟုတ်ဘဲနဲ့သူတို့ဘာအတွက်လဲတကယ်ကိုထိမိတိဆောက်ဆရာဖြစ်စေဖို့အမြဲတမ်းလိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရောက်စီတိုင်းဒီအပြစ်လုပ်တယ်ဆိုတဲ့နေရာမှာကလည်းပိုင်းခြားတတ်ဖို့လိုပါတယ်ကျွန်တော်တို့အပြစ်ကိုဝန်ခံတယ်ဝန်ခံမဲ့နဲ့ဆရာနဲ့ဝန်ခံတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဘာကိုသိရလဲဆိုတော့တချို့ကဖျားသားဖြစ်ပြီးခြေဆောင်ခြင်းမျောနေပြီးကဲတင်ခြင်းလဲစိတ်ချမှုရှိတယ်ဒါပေမဲ့သူ့အမေအခုချိန်ဒီအပြစ်သားဖြစ်နေတော့မယ်ဒါပေမဲ့လည်းဘယ်အပြစ်ကိုပြောတာလဲဆိုတော့ဒီနေ့ခရစ်တော်ကိုယုံပြီးတဲ့ကဗီဇအားဖြင့်ငရဲသွားမဲ့အပြစ်ကလွတ်ပြီးသားဖြစ်တဲ့အတွက်ဒီအတွက်တော့ကျွန်တော်ဝန်ချစရာမလိုဘဲနဲ့ဘယ်တော့ဝန်ချရမလဲဆိုတော့ကျွန်တော်ဒီဇာတိအားဖြင့်မှားခဲ့တဲ့အရာတွေအတွက်ကျွန်တော်ဝန်ချဖို့လိုတယ်ဆိုတော့ဒါပေမဲ့လည်းအခုအချိန်မှာခရစ်တော်ကိုအခုမှစသိပြီးတော့မှအခုအချိန်မှာမီးစမ်းတဲ့လူတယောက်ဆိုလို့ရှိရင်တော့ကျွန်တော်အကုန်လုံးဝန်ချဖို့လိုပါတယ်ဆိုတော့သူကဘာမှမသိသေးတဲ့အတွက်ကျွန်တော်အကုန်လုံးဝန်ချဖို့ဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ရောက်စီတိုင်းဒီအခြေပြုကျမ်းကိုဖတ်ကြည့်တဲ့အခါမှာယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဘာလို့ဖို့လဲဆိုတော့ကျွန်တော်တို့အတွက်ကူညီဖို့လာတာမဟုတ်ဘူးလို့မှားစားဖို့လာတာလည်းမဟုတ်ဘူးတင်ပွေးဖို့လာတာမဟုတ်ဘူးပန့်ပိုးဖို့လာတာလည်းမဟုတ်ဘူးအဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့ကစကားတက်လို့စကားလုံးတွေကိုမျိုးထွင်ပြောတယ်ဖြစ်နေအောင်မယ်အဲ့လိုမဟုတ်ပါဘူးเนาะခရစ်တော်ကကယ်ဖို့ပဲလာတာဖြစ်ပါတယ်เนาะဒါကယ်တင်ခြင်းလို့ခေါ်တာဖြစ်တယ်ကိုကနည်းနည်းလုပ်မယ်ယေရှုလည်းနည်းနည်းလုပ်အဲ့လိုမဟုတ်ဘူးเนาะကယ်တင်ခြင်းကကျွန်တော်တို့တမန်ဝါယမမဟုတ်ဘူးကျွန်တော်ပူပေါင်းလှုပ်ဆောင်မယ့်အရာမဟုတ်ဘူးเนาะဒါကြောင့်မလို့ခရိယန်တတ်တာမှာကတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကောင်းတာလုပ်ဖို့လိုပါတယ်ဒါပေမဲ့လည်းကယ်တင်ခြင်းမှာကတော့ကျွန်တော်တို့အခုတုံနဲ့မရဘူးအေဖက်အခန်းကြီး1:8မှာလည်းကျွန်တော်ဖော်ပြထားပြီးသားဖြစ်တယ်ကျွန်တော်ကိုကုသိုလ်ကြောင့်ကယ်တင်ခြင်းရတာမဟုတ်ပါဘူးဘုရားသခင်တနာလို့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီရလေးကိုကျွန်တော်တို့သိရှိထားဖို့လိုပါတယ်ကိုလဲလို့ဖះလဲလို့အဲ့ဒါမှရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလုတ်ပါသွားတဲ့အတွက်ကဲတင်ခြင်းလုပ်ငန်းစဉ်အတွက်အနောက်ရှက်ဖြစ်သွားမှာဖြစ်စေဒါကြောင့်မလို့ကြိုးစားလှုပ်ဆောင်ခြင်းဒီကဲတင်ခြင်းနဲ့လုံးဝရောလို့ရတဲ့အရာမဟုတ်ပါဘူးဒါပေမဲ့ခရိယန်တတ်တာမှကတော့ကြိုးစားလှုပ်ဆောင်ဖို့လိုပါတယ်ဆိုတော့ယောဟန်19:30မှာလဲအမှုပြီးပြီလို့ပြောတဲ့အခါမှာကျွန်တော်တို့ဝင်လှုပ်เสียမလိုပါဘူးဘုရားသခင်ကလှုပ်ပေးသွားတာဖြစ်တယ်ယေရှုကိုယုံပြီးတဲ့အခါမှာလည်းကောင်းတဲ့လမ်းကိုတော့ကျွန်တော်တောက်ဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယုံလဲယုံခုံလဲခုံဆိုတဲ့စကားကတော့ကဲတင်ခြင်းကိစ္စမှာအတိတ်ပဲကိုမရှိပါဘူး။ဘာဖြစ်လဲကျွန်တော်တို့ဘာလို့ခုံကျင်တာလဲဘလို့ယုံကျင်တာလဲဖားကုံခုံကျင်တာလားမြောက်ခုံကျင်တာလားယုံခုံကျင်တာလားဒါကြောင့်ဒီအရာတွေကကျွန်တော်တို့ရှေ့လူကြီးတွေတီထွင်သွားတဲ့စကားပေါ့နော်ဘယ်လိုပြောမလဲဆိုတချို့ကကျမ်းစာထဲမှာပြောတယ်မိမ့်မဲ့ကိုပြောစတဲ့ဒဏ္ဍိုင်စကားတဲ့နော်ဒါကြောင့်မလို့ယေနစ်သူဝေစာအကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တယောက်ကနှစ်တာတွေ့လဲတွေ့ကောနှစ်မှာဘတ်ဒီမှာမတွေ့ဘူးလားရေးထားတာရင်မကူးရရေးသွားဆင်းကူးတာဘူးတေပေါ့ဟုတ်တယ်မလားမင်းဒီလိုလုပ်ဒီလိုခမ်းမယ်ဒါတရားသဘောဒါဆိုမလို့ကျွန်တော်ဘာသာရေးသမားတွေကတရားနဲ့ဒါလုပ်ရင်ဒါဖြစ်မယ်ရှောင်းနိုင်လားဆိုတော့ဘယ်သူမှမရှောင်းနိုင်ပါဘူးတစ်ခုမဟုတ်တစ်ခုနဲ့ညှိစွန်းနေတာဖြစ်တယ်နောက်တစ်ယောက်လာတယ်ရေနစ်တဲ့လူကဘာဖြစ်လဲဒီလိုကူးရတဲ့လက်ကိုတစ်ဖက်ကိုအရှိပြနောက်တစ်ဖက်ကိုနောက်ပြဒီလိုမျိုးဘာဖြစ်လဲပုံစံတွေလာပြတယ်သူများဒုက္ခရောက်ပါတယ်ဆိုမှသွားပြီးတော့တရားဟောတယ်မရဘူးတော့သူများဒုက္ခရောက်တဲ့အချိန်မှာသွားပြီးတရားဟောလို့မရဘူးနောက်တစ်ယောက်ကတော့လာတယ်ဘာဖြစ်လဲတကယ်ချင်းကလာပြီးဆိုပြီးတော့မှအရင်တည်းကိုတိုင်ပင်ခုံဆင်းပြီးတော့သွားကယ်လိုက်တယ်အဓိကကျွန်တော်တို့အကဲခံဖို့အတွက်ကျွန်တော်တို့ကငြိမ်ငြိမ်လေးနေဖို့တော့လိုတယ်ယဉ်နစ်တဲ့လူကငြိမ်ငြိမ်မနေတဲ့အခါမှာပို့ပြီးတော့မှဘာဖြစ်လဲယဉ်နစ်တယ်ဒါကြောင့်မလို့ခရစ်တော်ကြွလာခြင်းဆိုတဲ့အခါမှာကျွန်တော်တို့ကဘာမှမလုပ်နိုင်ပါဘူးကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်တွေနဲ့ကျွန်တော်ငြိမ်ငြိမ်မနေဟိုလှုပ်လိုက်ဒီလှုပ်လိုက်ဒါလှုပ်ရင်ဒါဖြစ်မယ်ဟိုကလှုပ်ဟောဖြစ်မဟုတ်ပါဘူးယေရှုကိုယုံကြည်ခြင်းကလည်းငရဲကမလွတ်ပါဘူးဆိုတဲ့အရာကို
ခွန်အားပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီຢာလေးကိုသိစေခြင်းနဲ့ရောက်စတဲ့ကိုဘုရားသခင်ကောင်းချီးပေးပါစေ